ဘာသာပုဂ္ဂိုလ်များကတောင်းပန်လို့ခေါ်တဲ့တရားလည်းရှိတယ်မတောင်းပန်မဲနဲ့အကြောင်းတိုက်ဆိုင်လို့ခေါ်တဲ့တရားလည်းရှိမတောင်းပန်မဲနဲ့အကြောင်းတိုက်ဆိုင်လို့ခေါ်တဲ့တရားလည်းရှိတယ်လို့မှတ်ရမယ်နော်ယခုဟောမဲ့တရားကတော့ဒီလိုမှတ်ပါနဲ့တဲ့မြတ်စွာဘုရားတင်ကိုရမကြီးသည်ဒီအကြောင်းကလည်းတိုက်ဆိုင်နေမဟုတ်ဘူးတောင်းပန်မဲ့ပုဂ္ဂိုလ်လည်းရှိသည်မဟုတ်ဘူးတဲ့မာကရုဏာတော်ကြီးတာနဲ့ပဲနိဗ္ဗာန်နဲ့နိဗ္ဗာန်ရောက်ကြောင်းပဲသူဟောမယ်ဆိုပြီးမြည်လူတယောက်မှတောင်းပန်တာမဟုတ်ဘူးမြည်ဒီအကြောင်းနဲ့မှဆက်သွယ်ပြီးဒီကလာဟောရတဲ့တရားမျိုးလည်းမဟုတ်ဘူးတဲ့ငါဒီနေ့ဟောမဲ့တရားတွေဘုရားသခင်ကိုရမကြီးကနိဗ္ဗာန်ရဲ့နိဗ္ဗာန်ရောက်ကြောင်းရဲ့ဒီမျိုးဟောမှာကွာလို့ပြောလိုက်နော်ဒီနေ့ဘာဟောမှာနိဗ္ဗာန်ရဲ့နိဗ္ဗာန်ရောက်ကြောင်းရဲ့လို့ဒကာဓမ္မတွေကနှစ်ခုမှတ်တာပဲနော်နိဗ္ဗာန်ဆိုတာဘာလဲနိဗ္ဗာန်ရောက်ကြောင်းဆိုတာဘာလဲဆိုတဲ့ဥစ္စာကိုကိုရမေကြီးသည်ရေးလေးသိစေလို့တဲ့သန္တာပြင်းပြပြီးဒီကရာဒကာကျွဲဒကာသစ်တို့ဟောနေတယ်မှတ်ရမယ်နိဗ္ဗာန်နိစ္စဘိက္ခွေဒီသစ္စာမိနိဗ္ဗာန်ဂာမိစ္ဆမေကံဘိက္ခွေယံတို့အာငါဘုရားသည်နိဗ္ဗာန်နိစ္စနိဗ္ဗာန်ကို၎င်းနိဗ္ဗာန်ကဒီသစ္စာမိခေါ်အားနိဗ္ဗာန်ဂာမိစ္ဆမေကံနိဗ္ဗာန်သို့ရောက်တဲ့လမ်းခီးကိုလိဒီသစ္စာမိခေါ်အားနိဗ္ဗာန်နဲ့နိဗ္ဗာန်ရောက်တဲ့လမ်းတော့ကိုယ်ယနေ့ရှင်းရှင်းလင်းလင်းမင်းတို့ပြပါမယ်မှန်ပါဗျာဆိုတော့ဒကာဓမ္မတွေလိုရှိတာကနိဗ္ဗာန်မှန်ပါဗျာအဲ့ဒီလိုရှိတဲ့နိဗ္ဗာန်ကိုဒကာဓမ္မတို့လမ်းမပြလို့ရှိရင်မသွားရသောကြောင့်နိဗ္ဗာန်ဂာမင်းစမဲ့ကံဆိုပြီးနိဗ္ဗာန်ကိုရောက်တဲ့ခရီးကိုလည်းငါသေးသေးချာချာဟောမယ်လို့ပြောနော်မှန်ပါဗျာကရမေသဘိက္ခွေနိဗ္ဗာန်ယောခောဘိက္ခုယာကခေယောဒောသခေယောမောဟခေယောနိဗ္ဗာန်ဆိုတာမင်းတို့တခြားမှမနေပါနဲ့ကွာတဲ့မင်းတို့ခန္ဓာထဲမှာရှိတဲ့ယာကဒေါသမောဟကုန်လို့ရှိရင်နိဗ္ဗာန်ပါပဲမှန်ပါဗျာယာကဒေါသမောဟကုန်လို့ရှိရင်နိဗ္ဗာန်ပါဗျာအဲ့တော့ဒကာဓမ္မတို့နိဗ္ဗာန်ဆိုတာတရားလားအောင်မဲ့နေတယ်တဲ့ယာကဒေါသမောဟကုန်တာကိုနိဗ္ဗာန်လို့ခေါ်တယ်မှန်ပါဗျာယာကဒေါသမောဟကုန်တာကိုနိဗ္ဗာန်လို့ခေါ်ပါဗျာယာကဆိုတာတဏှိတမှုဒေါသဆိုတာပြင်းမှားမှုမောဟဆိုတာမသိမှုဒီအမှု၃ခုတဏှိတမှုပြင်းမှားမှုမသိမှုဘယ်နှခုပါလဲတဏှိသက်မှုရဲ့ပြင်းမှန်းမှုရဲ့မသိမှုရဲ့ဒီမှု၃ခုလို့ခွင့်ရဒကာဓမ္မတွေကမှတ်စမ်းပါနော်အာယုံမြင်တဲ့တဏှိသက်မှုကိုယာကလို့ခေါ်တယ်အာယုံတွေတွေ့တဲ့အခါကျလို့ရှိရင်ပြင်းမှန်းမှုကိုစိတ်တွေပါလေမခံစားမှုတွေပေါ်လာတာတွေဒေါသလို့ခေါ်ပါတယ်အာယုံတွေတွေ့တိုင်းအနိစ္စလည်းမသိဒုက္ခလည်းမသိအနတ္တလည်းမသိဒုက္ခသစ္စာလည်းမသိအာယုန်လေးဟူတွေကလည်းနိဗ္ဗာန်မှာတော့ကျမ်းသာရာဒုက္ခသစ္စာကြီးပဲအဲ့ဒါတွေမသိမှုပါလေတဲ့မောဟလို့မှတ်ပါအဲ့ဒီမသိမှုတွေကုန်လာပြီးနိဗ္ဗာန်ပဲမသိမှုကုန်လုံးနိုင်လို့ရှိရင်ဖြင့်နိဗ္ဗာန်ပဲလို့ဒကာဓမ္မတွေကမှတ်ထားရနော်ကောင်းပြီဒါဖြင့်နိဗ္ဗာန်ရောက်ကြောင်းကတော့ဘာလို့မေးတဲ့အခါကြလို့ရှိရင်ဖြင့်ကရမေသဘိက္ခွေကရမောသဘိက္ခွေနိဗ္ဗာန်ဂာမိသမေကောလို့ဆိုတော့သမာဓိဋ္ဌိသမာကမှန်ကန်တာဒိဋ္ဌိကမြင်တာပေါ့အမှန်ကန်မြင်လို့ရှိရင်ဖြင့်နိဗ္ဗာန်ရောက်ကြောင်းပါပဲကွာမှန်ပါဗျာနိစ္စကိုမှန်ကန်မြင်ဒုက္ခကိုမှန်ကန်မြင်အနတ္တကိုမှန်ကန်မြင်လို့ရှိရင်ဖြင့်
ဒုက္ခသစ္စာအမှန်ကန်မြင်လို့ရှိရင်ဖြင့်အဲ့ဒါနိဗ္ဗာန်ရောက်ကြောင်းပါပဲကွာဒါဖြင့်နိဗ္ဗာန်ရောက်ကြောင်းကဒကာဓမ္မတို့မှတ်တာပေါ့အမှန်ကန်မြင်မှုကနိဗ္ဗာန်ရောက်ကြောင်းနိဗ္ဗာန်အမှန်ကန်မြင်လို့ဒီတရားပေါ်၌မြင်တဲ့တရားပေါ်၌ယာကဒေါသမောဟတို့နဲ့တဏှိသက်မှုပြင်းမှန်းမှုမသိမှုတွေကုန်သွားလို့ရှိရင်နိဗ္ဗာန်ဒါဖြင့်နိဗ္ဗာန်ဆိုရယာကဒေါသမောဟကုန်တာလို့တခါကျွဲကမှတ်လိုက်နိဗ္ဗာန်ရောက်ကြောင်းကအမှန်ကန်သိတဲ့သမာဓိဋ္ဌိကိုမှတ်လိုက်ဒါသံယုတ်ပါဠိတော်ကြီးမှာဒီလိုလာပြီးဒီကလာနေတော့ဘုရားသခင်ကိုရမကြီးသည်ဒကာဓမ္မတို့ရည်သူကိုအကြောင်းပြုဟောတာမဟုတ်ပါဘူးနိဗ္ဗာန်နဲ့နိဗ္ဗာန်ရောက်ကြောင်းကိုဖြင့်သိစေလိုသောကြောင့်ဟောတယ်လို့သိသိချာချာဥဒ္ဒကိုမှတ်ရလိမ့်မယ်ဒီနေ့ဘာတွေဟောနေတယ်ဆိုတော့ဘုရားရှင်ကိုရမေကြီးသိရောပေါ့ဗျာဒါကြွယ်ဘယ်နှမျိုးဟောပါဘာလိမ့်ဒကာဓမ္မနိဗ္ဗာန်နဲ့နိဗ္ဗာန်ရောက်ကြောင်းပဲဒကာသိဟောနော်ဒါပြန်လူရင်းတစ်ခုဒီနေ့ဟောတဲ့နေ့ပဲလို့ဆိုတာလေဒကာကျွေးရှင်းတော့ပါအဲ့တော့ပြိဿံဟုတ်ကမပြမီဒကာဓမ္မတွေကနိဗ္ဗာန်ဆိုရရာကဒေါသမောဟကုန်တာပါခေါ်ကြမယ်နိဗ္ဗာန်ရောက်ကြောင်းဆိုတဲ့ဥစ္စာအမှန်ကန်မြင်တဲ့သိတဲ့သမာဓိဋ္ဌိမှန်ကန်မြင်သိတဲ့သမာဓိဋ္ဌိအဲ့ဒီသမာဓိဋ္ဌိကဘာပါလိမ့်နိဗ္ဗာန်ရောက်ကြောင်းအားလုံးတရားဓမ္မတွေဩနိဗ္ဗာန်ဆိုတာယာကဒေါသမောဟကုန်တဲ့နိဗ္ဗာန်လို့ခေါ်တယ်နိဗ္ဗာန်ရောက်ကြောင်းဆိုတာအနိစ္စဒုက္ခအနတ္တဒုက္ခသစ္စာကိုအမှန်ကန်သိတဲ့သမာဓိဋ္ဌိကိုနိဗ္ဗာန်ရောက်ကြောင်းလို့ဆိုတယ်လို့ဒီကသစ်သေးချာမှတ်တာမှန်ပါဗျာကောင်းပြီဒါဖြင့်ဒကာဓမ္မတို့နိဗ္ဗာန်လည်းသိပြီနိဗ္ဗာန်ရောက်ကြောင်းလည်းသိပြီမှန်ပါဗျာဒါထက်တဲ့ပုဂ္ဂိုလ်တွေကြလို့ရှိရင်ဖြင့်ဩဒါနှလုံးနဲ့ပဲကျင့်ကြံပြီးသွားဖို့ပါပဲမှန်ပါဗျာဒီမလို့ဒကာဓမ္မတို့ဘုန်းကြီးတွေဟောပြီးဒီကလာနေတဲ့ပရိစ္ဆေသမုပ္ပါဒေသနာတော်ကြီးဟာကဘာရုံလို့မေးတဲ့အခါကျတော့ပရိစ္ဆေသမုပ္ပါဒေသနာက2မျိုးရှိနော်မှန်ပါဗျာပရိစ္ဆေသမုပ္ပါဒေသနာသည်2မျိုးရှိတယ်လို့ဒကာဓမ္မတွေကမှတ်ထားပါနော်မှန်ပါဗျာအကြောင်းတွေနဲ့အကျိုးတွေဆက်ဆက်နေလို့ရှိရင်ဖြင့်ဒါဖြစ်ကြောင်းပရိစ္ဆေသမုပ္ပါမှန်ပါဗျာအကြောင်းကျိုးတွေဆက်နေရင်တော့အကြောင်းကျိုးပြတ်သွားလို့ရှိရင်ချုပ်ကြောင်းနိဗ္ဗာန်ချုပ်တဲ့ပရိစ္ဆေသမုပ္ပါအကြောင်းကျိုးတွေဆက်နေတဲ့ကာလပတ်လုံးဖြင့်တခါကျွေဒါဝေါ်လေတဲ့ပရိစ္ဆေသမုပ္ပါဖြစ်ကြောင်းပရိစ္ဆေသမုပ္ပါလို့မှတ်လိုက်ပါခန္ဓာဖြစ်ကြောင်းပေါ့ဗျာအကြောင်းကျိုးတွေချုပ်တဲ့ပရိစ္ဆေသမုပ္ပါကတော့ဖြင့်တဲ့ဗျာခန္ဓာချုပ်ကြောင်းပရိစ္ဆေသမုပ္ပါလို့မှတ်ပါအကြောင်းကျိုးတွေဖြစ်နေတာကခန္ဓာဖြစ်ကြောင်းပရိစ္ဆေသမုပ္ပါအကြောင်းကျိုးတွေချုပ်သွားတဲ့ခန္ဓာချုပ်ကြောင်းပရိစ္ဆေသမုပ္ပါရှင်းသွားအဲ့ဒါဒီပရိစ္ဆေသမုပ္ပါကိုတရားဓမ္မတွေယနေ့ပြရနော်နိဗ္ဗာန်ဆိုတာဘာတုံးနဲ့တွဲရတယ်နိဗ္ဗာန်ဆိုတာဘာတုံးလို့မေးတော့ဒကာဓမ္မတွေခုနကသင်ထားတယ်နော်ယာကကုံတာဒေါသကုံတာမောဟကုံတာဘာခေါ်ကြဩဒါဖြင့်နိဗ္ဗာန်ဆိုတာယာကဒေါသမောဟကုံတာကိုနိဗ္ဗာန်လို့ခေါ်ပါတယ်နိဗ္ဗာန်ရောက်ကြောင်းဆိုတာကသမာဓိဋ္ဌိကိုဆိုတယ်နိဗ္ဗာန်ဆိုတာကဘာလဲယာကဒေါသမောဟကုံတာကိုနိဗ္ဗာန်လို့ခေါ်ပါတယ်။ကောင်းပြီနိဗ္ဗာန်ရောက်ကြောင်းကတော့ယာကဒေါသမောဟကိုကုံအောင်အမှန်ကန်မြင်တဲ့သမာဓိဋ္ဌိကိုဆိုပါတယ်။ဒါဖြင့်တကယ်ကျွယ်နိဗ္ဗာန်နဲ့နိဗ္ဗာန်ရောက်ကြောင်းရှင်းသွား။ကောင်းပြီဒါဖြင့်ပရိစ္ဆေသမုပ္ပါကြီးဆက်နေလို့ရှိရင်ဖြင့်ဒကာဓမ္မတို့ဒုက္ခရောက်ကြောင်းမှတ်လို့ပ
ရိစ္ဆာသမုပ္ပါပြောက်သွားလို့ရှိရင်ဖြင့်နိဗ္ဗာန်ရောက်ကြောင်းမှတ်သူနဲ့တွဲရနော်ပရိစ္ဆာသမုပ္ပါဆက်နေရင်ဒုက္ခရောက်ကြောင်းရှင်းပရိစ္ဆာသမုပ္ပါပြတ်သွားလို့ရှိရင်နိဗ္ဗာန်ရောက်ကြောင်းပရိစ္ဆာသမုပ္ပါဆက်နေရင်ဒုက္ခရောက်ကြောင်းမှတ်တယ်နော်ပရိစ္ဆာသမုပ္ပါပြောင်းလုံးနိုင်တဲ့ပုဂ္ဂိုလ်များကြတော့နိဗ္ဗာန်ရောက်ကြောင်းဒါပြန်ပရိစ္ဆာသမုပ္ပါမပါခဲ့တော့ဒကာဓမ္မတို့နားမလည်ခဲ့တော့နိဗ္ဗာန်ရောက်ကြောင်းနဲ့သိကြမှာမဟုတ်ပါဘူးဒုက္ခရောက်ကြောင်းနဲ့သိမယ်မဟုတ်နိဗ္ဗာန်ရောက်ကြောင်းနဲ့သိမယ်မဟုတ်ပါဘူးဒကာကျွေရဒါဖြင့်တရားဓမ္မဟောကြားခြင်းပြဆုံးမတဲ့ဆရာသမားတွေမှာဒီပရိစ္ဆာသမုပ္ပါကိုဖြင့်လက်ကင်မထားလို့ရှိရင်တရားဓမ္မတို့ဒီဒုက္ခရောက်ကြောင်းနိဗ္ဗာန်ရောက်ကြောင်းသိကြမှာမဟုတ်ပါဘူးမသိနိုင်ဘူးဆိုတာပေါ်လာအဲ့ဒါကြောင့်ကိုယ်ပရိစ္ဆာသမုပ္ပါကိုကိုယ်တရားဓမ္မတွေကကြည့်ပါနိဗ္ဗာန်ရောက်ကြောင်းနိဗ္ဗာန်ဆိုတာဒီဒကာဓမ္မတို့ရာဂဒေါသမောဟကုန်တာနိဗ္ဗာန်လို့ခေါ်နော်။ဒါရင်ဒါဖြင့်ဒကာဓမ္မတို့ဒီပရိစ္ဆာသမုပ္ပါမှာရှိတာဘောတဲ့ပေါ်လာပါလိမ့်နော်။နဲ့နံပါတ်မှာသေချာကြည့်ပါနော်။နဲ့နံပါတ်ဒကာဓမ္မတို့သိတဲ့တိုင်းတဲ့တဲ့နံပါတ်ဒီဟုသောသမုဒိယသစ္စာကြောင့်နဲ့နံပါတ်ဒုက္ခသစ္စာဖြစ်ရမှန်ပါဗျာတဲ့နံပါတ်ဒီဟုသောသမုဒိယသစ္စာကြောင့်နဲ့နံပါတ်ဝိဇ္ဇာသင်္ခါရတဏှာဥပါဒံဘဝဒါဘာသစ္စာလဲဟောဒါဖြင့်ဒီထဲမှာအဝိဇ္ဇာဆိုတာလည်းမောဟသင်္ခါရဆိုတာစေနာတဏှာဆိုတာဒီတဏှာပဲနှစ်သက်တယ်ဥပါဒံကဆွဲလန်းတာဘဝကကာမဘဝတွေအထုတ္တအဲ့ဒါဒုက္ခဖြစ်ကြောင်းတွေဆိုရင်လည်းကျော်လွယ်ပါဒါကြောင့်ဘာသစ္စာလဲဒီမှုရသစ္စာကလည်းဒကာဓမ္မတို့ယခုဒကာဓမ္မတို့တန်တာမှာအခုပေါ်တာလားအတိတ်ဘဝကပေါ်ခဲ့ဒါကြောင့်အတိတ်ကြောင့်၅ပါးလို့ပြထားဒကာကျော်ပါတဲ့အဝိဇ္ဇာသင်္ခါရခဏဥပါဒံကာမဘဝဒါပါလိမ့်အတိတ်အကြောင်းလားလွန်ခဲ့တဲ့ဘဝတွေကဒကာဓမ္မတွေမှားဖြစ်တယ်၅ခုဘယ်နှခုပါလဲဘာဖြစ်တယ်ပါလိမ့်မှားဖြစ်နော်အဲ့ဒီမှားဖြစ်တယ်၅ခုဘယ်လိုများမှားခဲ့ကြပါလိမ့်မလို့မေးတဲ့အခါကျတော့မှတကယ်ကျသမုဒိယသစ္စာတွေလုတ်ခဲ့ကြတယ်ဘယ်လိုမှားခဲ့ပါလဲတရားဓမ္မတို့ကျွတ်တို့ပါပုံဒီကားလို့ဆိုရင်ဒုက္ခဖြစ်ကြောင်းလုတ်ခဲ့မိကြတယ်ကျွတ်တို့မှားတာနည်းနည်းမှားတာလားများများမှားတာလားဆိုတာဒီပြိဿသမုပ္ပါဘုရားကသေချာပြထားတော့နည်းနည်းမှားတာမဟုတ်ပါလားတို့ဒီကဒုက္ခဖြစ်ကြောင်းကြီးလုတ်ခဲ့ပါလားဘာတွေလုတ်ခဲ့ကြဒုက္ခဖြစ်ကြောင်းကြီးလုတ်ခဲ့တဲ့တွေ့တဲ့အခုလုတ်ခဲ့တယ်လားတိတ်ကလုတ်ခဲ့တယ်လားဆိုတာကစဉ်းစားပါဦးဒါကြောင့်အတိတ်ကြောင်းဓမ္မတို့၅ပါးဆိုတဲ့ဆိုတာတွေ့ပါပြီကျတော့နောက်တုန်းကအတိတ်ကြောင်း၅ပါးဒီဟူသောသမုဒိယသစ္စာတွေကျတော့အထုတ်ခဲ့ကြဝိဇ္ဇာရဲ့သစ္စာလေးပါမသိတာလေကျတော့နောက်ဘဝကပဲပြုကျင်လို့ပြုတဲ့ကုသိုလ်ပြုပြန်လဲလူနာပြမှာသတ္တဝါဆူတောင်းပြီးပြုလို့သင်္ခါရပဲဖြစ်တယ်။ပုံညာဝိသင်္ခါရဖြစ်တယ်။ဒါရသမီးရှိပွားရင်နဲ့ဗာမယမြဘဝကိုအေးလို့တော့အကုသိုလ်တွေလို့ပြန်တော့လေအပုံညာဝိသင်္ခါရလုတ်ခဲ့ကြ။ဒါကြောင့်မသိကြလို့မသိကြလို့လုတ်ခဲ့ကြတယ်။မသိကြလို့ကဝိဇ္ဇာလုတ်ခဲ့ကြတာကလုတ်ပြီးလုံးရုံနဲ့မပြီးသေးဘူးတဲ့ခင်ဗျားတို့ကလုတ်တာကိုပဲကိုယ့်လုတ်ကိုตายရတဲ့တဏှာကလည်းပါသေးတယ်ကိုယ်အကိုဆွဲလန်းတဲ့ဥပါဒံကလည်းကာယကံဝစီကံတွေနဲ့လည်းလုတ်ကြသေးတယ်ဒါကြောင့်
အတိတ်ကလုပ်ခဲ့တဲ့၅ခုဟာဒကာဓမ္မတို့သမုဒိယသစ္စာလေအတိတ်ကလုပ်ခဲ့တဲ့၅ခုဟာသမုဒိယသစ္စာတဲ့ဒကာဓမ္မတို့ဒါကြောင့်အတိတ်ကြောင့်ချင်းရ၅ပါးလို့ဘောကဒကာကျွဲဆိုင်းဆွဲထားမှန်ပါဗျာအတိတ်ကြောင့်ဘယ်နှပါးပါလဲမှန်ပါဗျာဒကာကျွဲဘာသစ္စာတဲ့သမုဒိယသစ္စာနော်မှန်ပါပါသမုဒိယသစ္စာဒကာဓမ္မတွေကကြိုးစားခဲ့ကြတာသုတေမနေသေလွန်တို့ဒုတိယဘဝနှစ်နံပါတ်ရောက်တော့မယ်ဆိုတော့ဘာတွေပေါ်လာကြုံဆိုတော့ခဏဝိညာဏယုတ်သလနာဖသဝေဒနာဆိုတဲ့ခန္ဓာ၅ပါးပေါ်လာပေါ်ပါဗျာနှစ်နံပါတ်ခန္ဓာ၅ပါးပေါ်လာပေါ်ပါဗျာနှစ်နံပါတ်၌ခန္ဓာ၅ပါးပေါ်လာမှန်ပါဗျာဘာသစ္စာဩဒါတော့မလွယ်မရှောင်သာမလွယ်တာတွေ့ရလိမ့်မယ်မရှောင်သာမလွယ်တာတွေ့ရလိမ့်မယ်ဆိုတော့မဟုတ်တော့ရှင်းတတ်ဖို့ကောင်းပါဘူးမိုက်ထားလို့မိုက်ပြည့်တဲ့မိုက်ထားလို့မိုက်ထားတာကသမုဒိယသစ္စာမိုက်ပြည့်တဲ့တာကဒုက္ခသစ္စာမိုက်ထားတာကမိုက်ပြည့်တဲ့တာကကျွဲရိမ့်ပြီမိုက်ထားတာကမိုက်ပြည့်တဲ့သင်တာကဝိညာဉ်သာလနာဖသဝေနာဒီကံနဲ့တူတူပါပဲအဲ့တော့ပြစ္ဆုတ်ပံဒုက္ခသစ္စာတဲ့မိုက်ပြည့်သင်ထားတော့ဒကာဓမ္မတို့ပြစ္ဆုတ်ပံကျိုးတတ်သွားပြစ္ဆုတ်ပံပဲမယ်ယခုပြစ္ဆုတ်ပံဘောဒကာဓမ္မတွေဘာနဲ့နေရသလုံးမေးတဲ့ခါကျတော့မိုက်ပြည့်သင်တဲ့ဒုက္ခသစ္စာနဲ့နေရပါလေရှင်းမိုက်ပြည့်တဲ့ဒုက္ခသစ္စာနဲ့နေရတယ်ဆိုတဲ့ဆိုသိသွားဒုက္ခသစ္စာဆိုတာကဒကာဓမ္မတွေမှတ်ပါဝိညာဉ်ဆိုတာလေပရိသေဝိညာဉ်ဆိုတာလေဒုက္ခသစ္စာဇာတိပိဒုက္ခသစ္စာပရိသေဝိညာဉ်ဆိုလို့ရှိရင်ဇာတိဒုက္ခသစ္စာပဲဒီဘက်ကတွေကသရာဗျာတိဒုက္ခသစ္စာတွေလို့ဆိုရင်လွယ်ပါအနန္တဘာယထားလို့ရှိရင်ပြိဿနေမှုအိုမှုနာမှုသေမှုဟာသူ့ထဲမှာပါပြီးတော့နေဘူးလားပါပြီးတော့နေတော့ခန္ဓာ၅ပါးဒီဘာသစ္စာလဲဩတရားဓမ္မတို့ကောင်းကောင်းကြောင်းတဲ့လို့ရထားတာလားနောက်ဘုအတိတ်ဘဝကမိုက်ခဲ့လို့မိုက်ပြည့်သင့်တာလားဆိုတာအကဲခတ်ကြည့်တာပေါ့အတိတ်ဘဝကမိုက်ထားတာနဲ့ယခုဘဝမှာဒုက္ခသစ္စာခန္ဓာ၅ပါးဇာတိဇရာမရဏလည်းဒီထက်ပါပြီးသားနော်ကဲတရားဓမ္မတို့ယခုဘာနဲ့နေကြရတုံးလို့မေးဒါကြွရှင်းဘူးလားဘုမရှင်းသေးဘူးလားရှင်းပါပြီတစ်ကအတိတ်ဘဝကမိုက်ခဲ့နှစ်ကယခုဘဝမှာဖြင့်မကြောင်သာမလွဲတာတွေ့ရတဲ့ဒုက္ခသစ္စာရှင်းပြီဒါဖြင့်နှစ်ကိုဘာသစ္စာဆိုကြမလဲဒုက္ခသစ္စာသဘောကျကောင်းပြီဒါဖြင့်ဒကာဓမ္မတို့နှစ်နံပါတ်ဒီကားလို့ဆိုရင်ဒုက္ခသစ္စာလို့ပိုင်မနေနေသိထားတော့ဩဒီဒုက္ခသစ္စာကြီးဖြင့်ယခုကိုယ်ပိုင်ကိုယ်ဆိုင်ဖြစ်နေကြရပြီဒီဒုက္ခသစ္စာကြီးကထားပြခဲ့လို့မဖြစ်ဘူးမဖြစ်ပါဘူးအနာပေါက်တယ်ဆိုရင်ဖြင့်အဒီနာခွာပြလို့ရှိရင်မရဘူးအိုးတယ်ဆိုတော့အိုးရာနှုတ်ပြလေဒီကိုယ်လုံးပါသွားမှာနားတယ်ဆိုတော့နာရာနှုတ်ပြရင်လည်းမရနိုင်တော့ဘူးတဲ့သေရတဲ့တရားပါလို့သေရာနှုတ်ရင်လည်းခန္ဓာပါပြုတ်မှာပဲဒါကြွေဒါဖြင့်ဒုက္ခသစ္စာအသုံးမရတာကြီးကတော့ပေါ်နေပြီမပေါ်ဘူးလားအဲ့ဒါကိုဒကာဓမ္မတွေကဩဒုက္ခသစ္စာပါလားဆိုတာမသိသေးလို့ရှင်းဖြင့်တဲ့ဒီခန္ဓာကြီးကိုခမည်းတော်ဒီကားလို့ဆိုလို့ရှင်းဖြင့်ဒုက္ခသစ္စာလို့မသိလို့ရောက်တဲ့ဘဝမှာမသိရင်ဒကာဓမ္မတို့သိတဲ့အတိုင်းတဲ့အဝိဇ္ဇာပြန်ပေါ်ဘူးရောက်တဲ့ဘဝမှာခန္ဓာကိုယ်ဒုက္ခသစ္စာမသိရင်ဝိပဿနာဒ
ကောင်းဘဝကြီးကိုပဲရောက်ရမှာတကားကျွေကိုသားနဲ့ကိုမြန်းနဲ့ကိုမသေးခင်လေးခပ်ပျော်ပျော်လေးနေလိုက်ခြင်းသေးတာကလည်းရောက်ရဘဝပျော်ဒါလာပြန်တော့လေတဏှာလာပြန်ဒုက္ခသစ္စာတွေကနေပြီးကိုဒုက္ခသစ္စာကိုမသိတာကအဝိဇ္ဇာကိုဒုက္ခသစ္စာကြီးကိုဒုက္ခသစ္စာလို့မသိတော့အရတော်လေစွာဆိုပြီးဒီကလာပြောတာကတဏှာဒီသားတွေများတယ်နဲ့ဒီခန္ဓာကြီးနဲ့မခွဲခြင်းကဥပါဒသဘောကျအဲ့တော့ဒကာဓမ္မတို့ကာယကံဝစီကံနဲ့ပြုတဲ့စေနာတွေသင်္ခါရတွေကလည်းမလာဘူးလားကာယကံဝစီကံပြုတဲ့ကာမဘဝတွေကိုဒီနိဗ္ဗာန်ဘဒုက္ခသစ္စာတွေမှာဒကာဓမ္မတို့မသိမှုထပ်ပွားပြီးခင်မှုတွေပေါ်တိုးပွားလာတယ်လည်းထင်ရှားဒုက္ခသစ္စာလို့မသိတာကဝိဇ္ဇာဒီကံနာကြီးနိဗ္ဗာန်ဘကြီးကိုပဲနဲ့ခင်မှုပွားတာကတဏှာသဘောကျဒီဒုက္ခသစ္စာမျိုးကိုရအောင်အထုတ်ခြင်းတာကသင်္ခါရသဘောကျဒီကံနာကြီးဆွဲလာနေတဲ့ကဥပါဒဒီကံနာကြီးကိုကာယကံဝစီကံတွေနဲ့ပြုနေတာကကမ္မဘဝဒါဖြင့်နှစ်နံပါတ်ထဲမှာဒကာဓမ္မတို့သမုဒိယသစ္စာပေါက်ပွားလာနှစ်နံပါတ်ထဲကဘာတွေပေါက်ပွားလာသမုဒိယသစ္စာပေါက်ပွားလာရှင်းပါဒကာဓမ္မတို့ပုံစံကြီးကြည့်ပါဒါနှစ်နံပါတ်ဆိုတာနှစ်ကြီးနဲ့ပြတာအဲ့ဒီထဲမှာတဲ့ဒကာဓမ္မတို့မသိကိုဒုက္ခသစ္စာကြီးကိုမသိတာကဝိဇ္ဇာကလည်းဒီထက်ကပေါက်ပွားလာဒီကံနာကြီးခင်းတဲ့သမုဒိယသစ္စာကလည်းဒီထက်ကပေါက်ပွားလာဒါဖြင့်ဒီထက်ကပေါက်ပွားလာ၅ခုပေါက်ပွားဒီကကြဘယ်ခုပေါက်ပွား၅ခုပေါက်ပွားတော့ဒုက္ခသစ္စာတွေကသမုဒိယပေါက်ပွားတယ်ဘယ်နဲ့ဆိုကြဒုက္ခသစ္စာတွေကသမုဒိယသစ္စာပေါက်ပွားတယ်လို့ဆိုလို့ရှိရင်လွယ်ပါဘယ်ထဲကဘာပေါက်ပွားပါလိမ့်ဘယ်ကာလမှာပွားပါလိမ့်မလို့လို့ကြည့်လိုက်တဲ့အခါကျတော့ကိုကအခုပြစ္ဆုတ်ပံကာလဒီကာလထဲမှာပွားဒါကြောင့်ဒီသုံးနံပါတ်မှာအောင်နာဖတ်လိုက်တော့ပြစ္ဆုတ်ပံအကြောင်းချင်းရ၅ပါးလို့ပြစ္ဆုတ်ပံနေရေးဒီထဲကဒါပြစ္ဆုတ်ပံကာလဒီထဲကနေပြီးဝိဇ္ဇာသင်္ခါရသနာဥပါဒံဘောဟတွေကဒီထဲကပေါ်လာသဘောကျနှစ်ထဲကဒကာဓမ္မတို့၃ပေါက်ွားလာတယ်နှစ်ထဲက၃ပေါက်ွားလာတယ်ပြစ္ဆုတ်ပံကာလတွေကဒကာဓမ္မတို့သမုဒိယသစ္စာတွေပေါက်ပွားလာတယ်ရှင်းမလားပြစ္ဆုတ်ပံကာလတွေကပေါက်ပွားသင့်တယ်ဆိုရလဲဒကာသိယုံဖို့ကောင်းပါအခုဒကာသိခန္ဓာကိုဒကာသိတို့ကပဲဒုက္ခသစ္စာလို့မသိလို့ရှင်းဖြင့်ယခုလက်ရှိခန္ဓာတွေကပေါ်လာတဲ့အဝိဇ္ဇာပဲမှန်ပါဗျာဟုတ်ဘူးလားမှန်ပါဗျာကိုယ်ဘဝလေးကိုခင်းနေလို့ရှင်းဖြင့်ယခုပြစ္ဆုတ်ပံခန္ဓာကြီးယခုခင်းတာပဲမှန်ပါဗျာတဏှာပေါ်လာပေါ်လာပါဗျာကောင်းပြီတော့ဆိုရင်သိတော့ဒါဖြင့်ပြစ္ဆုတ်ပံအကြောင်းချင်းရ၅ပါးပေါ်လာပေါ်လာဘူးလားပေါ်လာပါဗျာဒီပေါ်လာတဲ့အဘာသစ္စာဖြစ်မယ်အဲ့ဒါကြောင့်သမုဒိယသစ္စာ၃နံပါတ်ကိုတစ်ခါပြန်ပြတယ်သူ့ကိုမရှင်းမှဆိုတဲ့ပြစ္ဆုတ်ပံအကြောင်းချင်းရ၅ပါးပြန်ပေါက်ပွားတယ်လို့ရေးလိုက်တွေ့ကြတယ်မဟုတ်လားတွေ့ပါဗျာပြစ္ဆုတ်ပံခန္ဓာတွေကပြစ္ဆုတ်ပံမကောင်းတဲ့သမုဒိယသစ္စာဘယ်နှပါးပေါက်ပွားလာပါလိမ့်ဒါကြရှင်းအဲ့တော့အိမ်မနေတဲ့အခါကျတော့စဉ်းစားကြတာပေါ့ငါဒီကားလို့ရှင်ခန္ဓာကြီးဒုက္ခသစ္စာလို့ငါရှုနေသလားမရှုဘူးလားမှန်ပါဗျာဒုက္ခသစ္စာလို့ငါသိနေတဲ့အချိန်ကမသိသေးဘူးလားလို့ကိုယ့်ဟာကိုယ်စဉ်းစားမှန်ပါဗျာဒုက္ခသစ္စာမသိတဲ့အချိန်သားတွေသမီးတွေဆွေတွေမျိုးတွေနဲ့ချိန်ကုန်ပြီးဒီကာလနေကြတဲ့အခါငါပြစ္ဆုတ်ပံယခုရထားတဲ့ခန္ဓာတွေကအဝိဇ္ဇာဆိုတဲ့တရားဖြင့်ပေါက်ပွားဖို့မှန်ပါဗျာအဝိဇ္ဇာဆိုတဲ့တရားမှန်ပါဗျာ
ကိုယ်ခန္ဓာကြီးကိုခလုံးမသိသူမကြီးခင်းကြတဲ့ဥစ္စာယခုခန္ဓာကြီးတဲ့ခုခန္ဓာကြီးကိုဒုက္ခသစ္စာမှမသိလို့ခင်ပြီးနေပြန်လို့ရှိရင်လေဒီခင်လုံးဒီပြစ္ဆုတ်ပံဘဝတဲကပေါက်ပွားလာတဲ့သမှုတရားပဲအာထုတ်တာတွေဟူတွေ့တယ်ထို့အတိုင်းပဲရှင်းကြဩဒါဖြင့်ခွင်းတို့ဓမ္မတွေမှာသူတော်ကောင်းလို့ဆိုတဲ့ဝိပဿနာလို့ကိုတကယ်ကျဲခိုင်းနဲ့ဖြည်းဖြည်းမှလုတ်တော်မယ်ဆိုလို့ရှိရင်ပေါက်ပွားခြင်းတော့ပေါက်ပွားပဲစီလို့ပြစ်ထားတာနဲ့တဲတူမတူဘူးလားပေါက်ပွားခြင်းတော့ပေါက်ပွားပဲပြစ်ထားတယ်ပေါက်ပွားခြင်းတော့ပေါက်ပွားပါစီလို့ပြစ်ထားတာနဲ့တူတော့ဓမ္မတို့၅ပါးပေါ်လာဝိဇ္ဇာသင်္ကာရသနာဥပါဒံကာမဘဝတွေတကားပြစ်မလာဘူးဘယ်ခန္ဓာတွေကပေါက်ပွားလာအဲ့ဒါပစ္စုပန်ခန္ဓာတွေကပေါက်ပွားပြီးဒီကလာတဲ့တွေ့တဲ့ဒကာဓမ္မတို့ကပစ္စုပန်အကြောင်းရှင်းရ၅ပါးနောက်ထပ်ပေါ်တာဘာသစ္စာပေါ်သမုဒိယသစ္စာပြန်ပေါ်ရိပ်မိကြဘာသစ္စာတွေပြန်ပေါ်ပါလိမ့်သမုဒိယသစ္စာတွေပြန်ပေါ်တယ်ဒကာဓမ္မတို့ငကောအနာမှမပြောက်သေးပါဘူးအနာပေါက်ကြောင်းတွေနောက်နာပေါက်ကြောင်းထပ်ပြီးပေါ်လာငကောဒုက္ခသစ္စာအနာကြီးပြောက်လားမပြောက်ပါဘူးအဲ့ဒီဒုက္ခသစ္စာအနာကြီးမပြောက်ခင်ကဒီအနာတွေကမှဒကာဓမ္မတို့ဒီအနစိတ်တွေပြန်တက်ပြီးဒီကလာကြောက်ပေါက်ပြီးမှကြောက်တက်ပြန်ပေါက်တယ်လို့ဖြစ်နေကြောက်လဲမပြောက်သေးဘူးကြောက်တက်ကဆိုးလာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်လာတယ်မရောက်ဘူးပြစ္ဆုတ်ပံခန္ဓာတွေကသမုဒိယသစ္စာ၅ပါးပေါ်လာရှင်းပြစ္ဆုတ်ပံခန္ဓာတွေကဩဒါဖြင့်ရုပ်စာကိုနာမည်ပေးမယ်ဆိုလို့ရှိရင်ပြစ္ဆုတ်ပံအကြောင်းချင်းရ၅ပါးလည်းပေးနိုင်ပါတယ်အနာကအကြောင်း၅ပါးပေးလိုက်ရင်လည်းမလွယ်ပါဘူးနာကအကြောင်း၅ပါးလို့ပေးလိုက်ရင်ပေါ်လာတော့ပြစ္ဆုတ်ပံကာလပေါ်တာမှန်ပါပါသို့တော်သူပြစ္ဆုတ်ပံကာလအကျိုးမပေးသေးဘူးအနာဂတ်ကာလသွားအကျိုးပေးမယ်ဆိုတော့ကြောင့်ချို့နေရာမှာတရားဓမ္မတွေအနာဂတ်အကြောင်းလို့မှတ်လည်းမလွယ်ဘူးလို့မှတ်လိုက်ပေါ်လာတော့ရင်ပြစ္ဆုတ်ပံခန္ဓာကပေါ်တယ်သူလုံးရမယ့်ကိစ္စကြည့်လိုက်လို့ရှိရင်ဖြင့်အနာဂတ်မှာလုံးမယ်ဆိုတာမှတ်တယ်သဘောကျအဲ့တော့အနာဂတ်ကျိုးပေါ်လာလို့လားသေပြီးချမ်းမယ်နဲ့ဒါကြောင့်ဒီမြားလေးကဒကာဓမ္မတွေသုံးနာမှမြားလေးကမင်းတို့ပြစ္ဆုတ်ပံအကြောင်းချင်းရတယ်လို့လို့ရှိရင်ဖြင့်အနာဂတ်ဒုက္ခတွေနဲ့ဖြင့်ဆက်တော်မှာပဲဆိုတဲ့ဥစ္စာမပြဘူးမြားလေးကဘာပြပါလဲအနာဂတ်ဒုက္ခသစ္စာနဲ့ဆက်တော်ပါပဲဆိုတဲ့ဥစ္စာပြစ္ဆုတ်ပံအကြောင်းချင်းရ၅ပါးကိုဒကာဓမ္မတွေကချုပ်အောင်သိအောင်ငြိမ်းအောင်မလုပ်နိုင်လို့ရှိရင်ဒကာကျွဲနောက်ထပ်ခန္ဓာဒုက္ခသစ္စာပေါ်မယ်မပေါ်ဘူးလားနောက်ထပ်ခန္ဓာဒုက္ခသစ္စာပေါ်လို့ရှိရင်ဒီဒုက္ခသစ္စာတွေကလည်းအရင်လိုပဲပွားအောင်မှာပွားလို့ရှိရင်ဖြင့်ထပ်လို့လေလို့ကိုဒကာဓမ္မတို့သိနိုင်မှာတောက်လျှောက်လေတော့မလဲဘူးလားအဲ့တော့ဒကာဓမ္မတို့လဲခြင်းသေးသလားလို့မေးလို့ရှိရင်ဖြင့်ဘယ်သူမှမလဲခြင်းဘူးဆိုတာတပြိုင်တည်းအတန်ထွက်လဲခြင်းသေးလားမေးရင်မလဲခြင်းလို့ရှိရင်ဖြင့်တဲ့ဘယ်နဲ့လောက်အောင်မှာတော့မေးတဲ့အခါကြလို့ရှိရင်ဒကာဓမ္မတို့နှစ်နဲ့သုံးမကူစီနဲ့ပါတယ်လို့နှစ်နဲ့သုံးမကူစီပါနဲ့ဒကာဓမ္မတို့တို့ရှင်းရှင်းဘုံဘုံပြောရလို့ရှင်းဖြင့်နှစ်သေးကသုံးမပေါက်ပွားစီပါနဲ့ဘယ်လိုမှတ်ကြဒီစကားတော်တော်ရေးကြည့်တယ်နှစ်သေးကသုံးနံပါတ်တရားတွေမပေါက်ပွားစီပါသုံးဖြစ်မဲ့တရားတွေမပေါက်ပွားစီပါနှစ်သေးကအဲ့တော့သုံးဖြစ်မဲ့တရားပေါက်ပွားလို့ရှိရင်ပရိစ္ဆေသမုပ္ပါဖြစ်ကြောင်း
သုံးဖြစ်မဲ့တရားတွေမပေါက်ပွားလို့ရှင်ပြိဿမှုကချုပ်ကြောင်းဒါလေးနှလုံးကသေချာမှတ်ပါသုံးဖြစ်မဲ့တရားတွေမပေါက်ပွားရင်ဝါခန္ဓာချုပ်ကြောင်းရှင်းမလားသုံးဖြစ်မဲ့တရားတွေနှစ်တည်းကပေါက်ပွားလာပြန်လို့ရှင်းဖြင့်လေးဒုက္ခသစ္စာဖြစ်ကြောင်းသိကြကြရှင်းပြီကဲဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေခုနကတရားနဲ့ပြန်ပြီးဒီကလာညှိကြပါစို့နိဗ္ဗာန်ဆိုတာဘာပါလိမ့်မလဲလို့မေးရင်မနဲ့ဖြေကြမယ်ရာဂဒေါသမောဟကုန်တာကိုဘာခေါ်ကြလဲရာဂဒေါသမောဟကုန်တာဆိုတာသုံးနံပါတ်မပေါ်တာဟိရှင်းမလားနှစ်တည်းကသုံးမပေါက်ွားတာဟိပေါ်ကြနှစ်တည်းကနှစ်တည်းကသုံးမပေါက်ွားတာဒီရာဂဒေါသမောဟကုန်တော့ဒီဘက်မှာသမုဒိယသစ္စာကြီးသတ်ပြီးသားဖြစ်လေးနံပါတ်ဒုက္ခသစ္စာလာသေးရဲ့သုံးသမုဒိယတွေလည်းချုပ်လေးဒုက္ခတွေလည်းချုပ်တော့ဒုက္ခသမုဒိယတွေချုပ်တာငြိမ့်တာသိမ့်တာနိဗ္ဗာန်ဒါဖြင့်တရားဓမ္မရဲ့နိဗ္ဗာန်ဆိုတာဘာတုံးလဲလို့ရှင်းဖြင့်နှစ်ထဲကသုံးမပုတ်ပွားရင်နိဗ္ဗာန်ပါနှစ်ထဲကဒါကြနိဗ္ဗာန်ဟောလို့သင်ရှားသွားသင်ရှားတယ်ဟုတ်လားအဲ့ဒါကြောင့်ပြိဿဒေသနာစဝိုင်းကြီးကိုခင်ဗျားတို့နားလည်အောင်နဲ့နေတိုင်းပြပြီးနေတော့ဩသံဃာသံဝေကရခြင်းလည်းသူ့ကြည့်ဖို့ပဲသံဃာဖြတ်ခြင်းလည်းသူ့ကြည့်ဖြတ်ဖို့ပဲဆိုတော့ဒီကစေအမှန်တန်ရှင်းနေတယ်ဆိုတဲ့အိဗယ်ပေါ်လာပေါ်ကြဘူးလားခိုင်းတာဖြင့်ဓမ္မတို့နိဗ္ဗာန်ဆိုတာဘာတုံးလို့မေးရင်ဖြင့်ပရိစ္ဆေသမုပ္ပါဒ်နဲ့ကြည့်ပြီးဖြေကြလို့ရှင်နှစ်တည်းကသုံးမပုတ်ပွားတာနိဗ္ဗာန်ပါပဲဖြေကြစမ်းပါဦးနိဗ္ဗာန်ဆိုတာဘာတုံးနှစ်တည်းကသုံးမပုတ်ပွားရနှစ်တင်ရပြီလမ်းဆုံးသွားရမယ်သုံးနံပါတ်ဆိုတဲ့ဥစ္စာမပေါ်ဘူးအရေးကြီးဓမ္မတို့ဘာအရေးကြီးပါလဲသုံးနံပါတ်မပေါ်ဖို့ရတကယ်သိအရေးကြီးပါတကယ်ကျွယ်နိဗ္ဗာန်ပေါ်သွားပြီနေ့တည်းကသုံးမပေါ်ရင်ပါကြမယ်သဘောပါနေ့တည်းကသုံးပေါက်ွားရင်သမုဒိယသိနေ့တည်းကသုံးပေါက်ွားရင်ဒါနဲ့သုံးသမုဒိယဆိုရင်လေးဒုက္ခကဖြစ်မလွဲမချောင်သာတွေ့ရမယ်လေးဒုက္ခကဖြစ်မလွဲမချောင်သာတွေ့ရမယ်ဆိုတာဒကာဓမ္မတွေတော်ရှင်းတယ်ဩဒကာဓမ္မတွေနိဗ္ဗာန်မရတာဘယ်နဲ့ကြောင့်ပါလိမ့်လို့ဆိုနှစ်ထဲကသုံးပေါက်ပွားလို့ဆရာပေါ်ပြီနှစ်ထဲကနှစ်ထဲကသုံးပေါက်ပွားလို့ဩငါကံမကောင်းအကြောင်းမသိလို့နိဗ္ဗာန်မရတာလားလို့ဆိုတော့ကိုယ်ကိုပြစ်တယ်ကိုပေါ်ပါတို့ကနှစ်ထဲကနေတိုင်းသုံးတွေကပေါက်ပွားနေတာဒါကြောင့်တို့နိဗ္ဗာန်ဆူတောင်းနေမှာသုံးပေါက်ပွားမရပါဘူးရှင်းလားနိဗ္ဗာန်ပဲလို့ဆူတောင်းသုံးပေါက်ပွားရင်လေးသာသွားရမယ်နိဗ္ဗာန်ကမရပါဘူးလေးသွားရင်လည်းဒုက္ခသစ္စာပဲရဘာလို့လဲလို့မေးတဲ့အခါသုံးပေါက်ပွားတာကသမုဒိယသစ္စာတည်တော်မိပေါ့သူ့တည်တော်မိတော့လေးကြတော့မငြင်းမဆန်ခံရတော့မယ်ရှင်းမလားဒါဖြင့်နိဗ္ဗာန်ရောက်ချင်လို့ရှိရင်နိဗ္ဗာန်ဆိုတာဘာတုံးလို့မသိဘဲနေမှာဆိုတော့ဘုရားကရာဂခေယောဒေါသခေယောမောဟခေယောဤတော်ဥစ္စရိဘိက္ခွေနိဗ္ဗာန်ဆိုတဲ့ဥစ္စာကျတော့ပြိဿသမုပ္ပါဒ်နဲ့ကြည့်လိုက်တော့မှဓမ္မတို့သုံးမပေါ်တာဆိုတာပါလားဘာမပေါ်တာအတော်ကလေးကိုသဘောပါသွားပြီဓမ္မတွေဒီဥစ္စာသူများကိုခင်ဗျားတို့ပြောမယ်ဆိုတော့ပြောနိုင်ပါကိုယ်ကိုယ်တိုင်လေဩငါနိဗ္ဗာန်ရမယ်ပုဂ္ဂိုလ်မရမယ်ပုဂ္ဂိုလ်ဆိုတာကိုယ့်ဟာကိုယ်သိကိုယ့်ဟာကိုယ်သိ
နေတဲ့ကတော့အခုနှစ်ထဲမှာနေကြတာကတော့သိကြပါလားသဘောကျနေတဲ့ကသုံးမပေါက်ပွားနေနိုင်တဲ့ပုဂ္ဂိုလ်တရားဓမ္မတို့ဩမိမိနေဒီဘဝဆုံးနေနိဗ္ဗာန်ပဲနေတဲ့ကသုံးမပေါက်ပွားရင်ဩငါဒီနိဗ္ဗာန်ရမယ်ပုဂ္ဂိုလ်ပဲနေတဲ့ကသုံးပေါက်ပွားလာခဲ့ပြီရှိတော့ငါဒီလေးရောက်မယ်ပုဂ္ဂိုလ်ပဲလေးပါသစ္စာဘာဖြစ်လဲဒုက္ခသစ္စာဆိုရပါတော့သုံးပေါက်ပွားတာကသမုဒိယသစ္စာဖြစ်နေသုံးပေါက်ပွားတာကဒီလိုပြစ္ဆုတ်ပံအကြောင်းကလဝါဆိုပြီးကြတာသမုဒိယသစ္စာဒီသမုဒိယသစ္စာလုံးလို့ရှိရင်ဒီဒုက္ခကတွေ့ရမယ်ဘယ်နဲ့နည်းနဲ့မှမတတ်နိုင်ဘူးဘယ်နဲ့နည်းနဲ့မှမတတ်နိုင်ဘူးဆိုတော့တကယ်သိကြပြီအဲဒါဖြင့်နိဗ္ဗာန်သိသွားပြီတကယ်ကျွေးနောက်ကတရားဓမ္မတွေအားလုံးသိကြပြီနိဗ္ဗာန်ဆိုတာဘာပါလိမ့်မလဲမေးလို့ရှိရင်ပရိစ္ဆေသမုပ္ပါဒ်နဲ့ပြောစမ်းပါဘယ်နဲ့ပြောကြမလဲနေတဲ့သုံးမပေါက်ပွားလို့ရှိရင်နိဗ္ဗာန်ပဲဒီပါလားဒီຢာကဒေါသမောဟတွေထုတ်တာဒါຢာကတွေပဲဒေါသတွေပဲမောဟတွေပဲဆိုတာဝိဇ္ဇာတွေနာမည်သာပြောင်းတဲ့အတူတူပဲနေတဲ့ကသုံးမပေါက်ပွားရင်ဘာခေါ်ကြနိဗ္ဗာန်ဆိုတာနေတဲ့ကသုံးမပေါက်ပွားတာဆိုတာပဲနှစ်ပြီးရင်သုံးမလာတာနိဗ္ဗာန်ပဲနှစ်ပြီးရင်တို့နိဗ္ဗာန်မရောက်တာဘာကြောင့်ပါလိမ့်မလဲလို့ပုဂ္ဂိုလ်စစ်ဆေးပြန်တော့တို့ကနှစ်ထဲတဲ့နေပြန်သုံးတွေကလည်းဘဝေထနေပြန်ကြွနေပြန်ဆိုတော့ငါတို့အတွက်ကပြန်ဘယ်လိုဆူတောင်းလို့ဘယ်လိုလူပေးပေးဘယ်လိုပဲပါလို့နေတယ်မရပါဘူးသုံးပြည့်ချမချလိုက်ဘူးဒါဖြင့်အလုံးတရားဓမ္မတွေနိဗ္ဗာန်ဆိုတာຢာကဒေါသမောဟကုန်တာဆိုတာသဘောကျပရိစ္ဆေသမုပ္ပါဒ်လို့တော့ဗါတဲ့နှစ်တဲကသုံးမပေါက်ပွားဘူးသုံးမပေါက်ပွားဘူးဆိုတော့ຢာကဒေါသမောဟကုန်တာနဲ့အတူတူပဲရှင်းမလားအဲ့ဒီလိုပိုင်ပိုင်နေနေသိရတော့မှနိဗ္ဗာန်ဆိုတာဒီတခြားလာအောင်နေတယ်နှစ်တဲကသုံးမပေါက်ပွားတော့နောက်ဒုက္ခမနာကလေးဒုက္ခမလာဘူးဒါပြန်နိဗ္ဗာန်ဆိုတာသုံးသမုဒိယနဲ့လေးဒုက္ခချုပ်တာပါလားသုံးသမုဒိယလေးဒုက္ခချုပ်တာပဲလို့ပိုင်ပိုင်နေနေသိရတဲ့အဖြစ်ကလေးကတခါကျွဲသိပြောတယ်ဗျာကျွတ်တို့ကနိဗ္ဗာန်မျိုးကြီးပြားကြီးတွေနဲ့အမျိုးမျိုးပုံပုံခင်ပြီးကြတာနေကြ냐တော့လဲမောဘတော့အတွေးပါဖြစ်ရှင်းစစ်တော့ဖြင့်သုံးမပေါက်ဘွားလို့လေးဒုက္ခငြိမ်းတာကိုနိဗ္ဗာန်ပါပဲတို့လိုပြောတော့သုံးမလာရင်လည်းနိဗ္ဗာန်သုံးမလာတဲ့လေးပဲလာတော့သာနိုင်သေးရဲ့အဲ့ဒါကြောင့်နိဗ္ဗာန်ဆိုတာပရမေဇဘိက္ခွေနိဗ္ဗာန်၌ယောဂောဘိက္ခွေယောဂောဘိက္ခုရာဂခေယောဒေါသခေယောမောဟခေယောရာဂဒေါသမောဟချုပ်တာသုံးမလာတာပဲဟိဒါကကောင်းကောင်းပေါ်သွားပေါ်သေးဘူးလားပါတယ်တော့လေအရမတို့ရာဂဒေါသမောဟချုပ်တာရာဂဒေါသမောဟချုပ်တာနိဗ္ဗာန်ပဲဆိုတာသိသွားတော့ဒုပရိစ္ဆသမုပ္ပါဒ်ကြည့်လိုက်တော့နှစ်တဲကသုံးမလာတာဆိုတာပါလားဟိဘယ်နဲ့လဲသုံးနံပါတ်ရှိတဲ့တရားတွေမပေါ်လာတာဆိုတာသဘောပါကြဒီလိုသိထားတယ်မှာမိမိဒီဘဝနိဗ္ဗာန်ရမယ်ပုဂ္ဂိုလ်လားမရသေးမဲ့ပုဂ္ဂိုလ်လားဆိုတာကိုဘယ်စတော်ကြီးဟုတ်လားဘယ်လူပညာရှိသွားမေးမနေနဲ့မေးရင်အပူပဲခင်ဗျားတို့သွားတဲ့ခီးစိတ်ကုန်မယ်ကိုယ့်ဟာကိုသိဘယ်နဲ့ဆိုကြဒါကတည်းကကိုယ့်ဟာကိုသိတယ်ဆိုတော့ယုံပါဘူးအခုတရားဓမ္မတွေကနံပါတ်ပဲအထက်မှာဖြစ်နေကြတယ်နေ့ထဲမှာနေတော့မဲ့သုံးတွေကအဝိဇ္ဇာသစ္စာလေးပါမသိတဲ့ဝိဇ္ဇာခန္ဓာခင်းတဲ့တဏှာတွေမဉ္ဇဏ်လုပ်တယ်မလုပ်တဲ့ပုဂ္ဂိုလ်မှဒီတွေခொနဲ့ရာဂဒေါသမောဟဆိုတဲ့သုံးတွေလာမှာပဲ
မလားဘူးအဲ့တော့ဒီတော့ဗျာဒီဘဝနိဗ္ဗာန်များရပါမလားလို့ဆရာတော်ကြီးတွေသွားမေးဘုရားရမ်းမှဖြေတယ်သိတာကိုယ်ကသိဘုရားဖြေတာရမ်းဖြေရမှာပဲသိတာကတော့ဖြင့်သိတာကိုယ့်အကိုသိဒါပေမဲ့ကိုယ်သိသူများမေးကိုရိပ်မိဗလားအမလေးတရားဓမ္မတွေကတပိတော်အတွက်စဉ်းစားပေးကြမှာဗျာဒီဘုရားများနိဗ္ဗာန်ရမယ့်ပုဂ္ဂိုလ်လားလို့သွားပြီးများမေးမိကြတယ်မေးရင်လွယ်ပါလိမ့်မယ်ကိုယ့်အကိုမေးရင်ပေါ်ပါလိမ့်ဘုရားမေးရင်ကိုယ့်အကိုမေးရင်ကိုယ့်အကိုမေးလို့ရှိရင်မသွားဘူးကြွရင်လည်းဖြေလိမ့်မယ်သွားမယ်ကြွရင်ရောဖြေမှာပဲဆိုတော့ဒကာဓမ္မရာဒိဋ္ဌဓမ္မောပဲကိုယ်တိုင်မြင်တဲ့တရားရှင်းမလားအဲ့ဒါသံဒိဋ္ဌိကောဆိုတာဒါပဲသံဒိဋ္ဌိကောသမ္မံပတ္တိတဘောတဲ့သမ္မံကိုယ်တိုင်ပတ္တိတဘောသိပါလေကွာတဲ့နိဗ္ဗာန်သွားမယ်မသွားဘူးဆိုတာဒကာကျော်ကိုเจ้าကိုသိဘူးလားသိပါဘူးနောက်ကဒကာဓမ္မတွေပြီးတော့ဒုက္ခချုပ်တဲ့နိဗ္ဗာန်ရောက်မှာလားမရောက်ဘူးလားလို့ဘုရုသွားမေးမလဲကိုယ့်ကိုမေးရှုံးမေးကြသဘောပါရဘုရုမေးကြတပည့်တော်များတော့ဘုရားစာရမတ္တအဲ့ဒီတော့တပည့်တော်တို့ဒီဘဝနိဗ္ဗာန်ရောက်နိုင်တဲ့အခြေအနေရှိမရှိပြောကြစမ်းပါလို့သွားများခက်ခရလုံးနေတဲ့မလုံးနဲ့တခါကြွယ်ရဘုရားရမ်းမှာပြောတာအဘိညာဉ်ရတဲ့ပုဂ္ဂိုလ်တော်မှာဒီဟာသိဖို့မဖြစ်နိုင်ဘူးသဘောကျကိုယ့်ဟာကိုယ်ကတော့ယနေ့ပရိစ္ဆေသမုပ္ပါနှစ်နဲ့သုံးကူးမိတယ်ကူးမိရင်မရသေးပါဘူးနေ့ကနေသုံးကူးမိတယ်မရသေးပါဘူးသဘောကျဟာတပည့်တော်ဖြင့်ယနေ့တော့ဖြင့်မကူပါဘူးကိုလုံးနေတဲ့လောကမကူတာကြီးပါပဲရှင်ဖြစ်ဘုရုမမဲမနေနဲ့တရားဓမ္မတို့ရမှသိကြတယ်ရှင်းမလားတရားရွယ်ဒီစကားအမှန်ဖုတ္တန်တဲ့စကားနော်သူတော်မဲမသိရတာလားကိုယ်တိုင်သိရမှာလားကိုယ်တိုင်သိရမှာဆိုတဲ့ဥစ္စာခင်ဗျားတို့ကအရေးကြုံလို့ရှိရင်ဖြင့်ဘယ်စရောကြီးဘယ်လူပညာရှိဘယ်စာအုပ်မမေးကိုမမေးနဲ့မေးရင်လို့ရှိရင်စာအုပ်ကလည်းသူတခါရေးထားတာနောက်တစ်ခါမပြင်နိုင်ဘူးသူကလည်းဘာမှမပြောတတ်ဘူးဒီတခါရေးထားတာမှန်ရင်မမှန်ရင်နောက်တစ်ခါမပြင်တတ်ဘူးတခါသစ်ပြင်နိုင်မှပြန်ဒီရေးထားတာတိုင်းဖြစ်ရမှာပဲနောက်တစ်ခါသူတဏ္ဍာမှာပြနေတာကိုစာအုပ်ကသိပါမယ်မသိတော့စာအုပ်သွားကြည့်လေလေအမှန်မတွေ့ဆရာတော်ကြီးတွေသွားမေးလို့လေလူပညာရှိတွေသွားမေးတော့အမှန်တွေ့ရမှာကဒီပရိစ္ဆေသမုပ္ပါကိုယ်တိုင်နားလေပြီးဒီကလာထားပြီးနှစ်နံပါတ်ဒုက္ခသစ္စာတွေကသုံးနံပါတ်သမုဒိယသစ္စာတွေများပေါက်သွားလေရောလားမပေါက်သွားဘူးလားဒါပဲကဲအကဲကတော့မပေါက်သွားဘူးဆိုရင်ရမယ်ပေါက်သွားလို့ရှိရင်ဖြင့်မရသေးဘူးလို့ဆုံးဖြတ်ချက်ချကဲတကယ်ကြောဘုရုသွားမေးမယ်ဘုရားရှိသွားမေးရင်ဟောရပါမရဘူးလို့ဘုရားကငရုံကြီးကသိတော့သိပါသိပင်သိညာတော့လေဘုန်းကြီးပြောတဲ့အတိုင်းပဲဖြေပေးပါတခြားဖြေပေးရရှိသေးလားဒါဖြင့်အခုဘုရားခင်ကိုရမေကြီးကပုံစံနှစ်ခုပြလိုက်ပါတယ်ဘယ်လိုပြလိုက်တုံးဆိုတော့နိဗ္ဗာန်နဲ့နိဗ္ဗာန်ရောက်ကြောင်းငါဟောမယ်ဒီနေ့တရားစရတဲ့ကဘာဟောမလဲနိဗ္ဗာန်နဲ့နိဗ္ဗာန်ရောက်ကြောင်းငါဟောမယ်လို့ပြောလိုက်နိဗ္ဗာန်ဆိုတာရာဂဒေါသမောဟချုပ်ငြိမ်းတာပါတဲ့အမြင်ပြောစမ်းပါဆိုတော့ပရိစ္ဆေသမုပ္ပါနဲ့ပြောလိုက်သုံးနှစ်တည်းကသုံးတရားတွေမပေါက်ပွားရင်ဒါနိဗ္ဗာန်ပဲဟုတ်မဟုတ်ကလားဆိုတော့သုံးမရှိရင်လေးမဖြစ်ဘူးသဘောကျဒါဖြင့်ဒီဘက်ကရာဒေါသမောဟချုပ်တယ်လည်းနိဗ္ဗာန်ပဲဒီဘက်ကခန္ဓာသိမ်းတာဟုတ်နိဗ္ဗာန်ကတဏှာသိမ်းနိဗ္ဗာန်ခန္ဓာသိမ်းနိဗ္ဗာန်ပေါ်လာမ
ပေါ်သေးဘူးလားရာဂဒေါသမောဟသိနေခန္ဓာသိနေဒါကဘုရားပြောနေတယ်ပရိစ္ဆာသမုပ္ပါကပြောရှင်းမလားဒါကြောင့်ခင်ဗျားတို့ဒီအခုဘုန်းကြီးများဒကာကြီးများကဒကာဓမ္မတွေကျေးဇူးများစေကျွန်တော်တို့ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီးသိကြပါစေဆိုပရိစ္ဆာသမုပ္ပါဒေသနာစဝိုင်းတွေကိုဒကာသိလှူထားတယ်သူများဆုံးဖြတ်ချက်ချရင်မှားလိမှန်သည်ရှိမှစိုးလို့ကိုယ်ပိုင်ညာနဲ့ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီးဒီကာလကိုယ့်ဟာကိုမကြသေးနိဗ္ဗာန်မရောက်သေးရင်ရောက်အောင်လုပ်ဖို့ကိုလေသူကပဲပြတယ်သဘောကျနိဗ္ဗာန်မရသေးလို့ရှိရင်ပရိစ္ဆာသမုပ္ပါကမရသေးဘူးပြောတာရမယ်ဖြင့်ကောရမယ်လို့ပရိစ္ဆာသမုပ္ပါကပြောမင်းသုံးမကူရင်ရမယ်သုံးကူရင်မရသေးဘူးဆိုတာအာရုံတရားဓမ္မတွေကဲပရိစ္ဆာသမုပ္ပါဝေတဲ့တရားဓမ္မတွေထူတန်းတဲ့တရားဓမ္မတွေကကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ချက်ချဖို့ရပေးထားတဲ့ဇဝိုင်းတွေဘာပေးထားလဲကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ချက်ချဖို့ရှင်းမလားဘယ်လိုဆုံးဖြတ်ချက်ချမှာပါလဲကဲချကြစမ်းမခင်ရတဲ့နိဗ္ဗာန်မရသေးတာကဘယ်ဟာတော့နေ့တည်းက၃ပေါက်ွားလို့ရှိရင်မရောက်မရဘူးနေ့တည်းကသုံးမလာတော့ဘူးနိဗ္ဗာန်ရမယ်တကားကျွဲကဲတကားကျွဲဆရာတော်သမတော်မေးခြင်းသေးတယ်မေးရမ်းချင်မှာပေါ့မေးကိုဟာကိုမှသိရတဲ့ဥစ္စာကြီးရှင်းမလားအဲ့တော့ကိုယ်ရင်သာချင်းကြွားခြင်းလည်းမခင်ဗျားတို့သိဒုက္ခပဲနိဗ္ဗာန်ရောက်မယ်ထင်တယ်ဟာရှင်ကနိဗ္ဗာန်ရောက်မယ်ထင်တယ်ကျွတ်ကနိဗ္ဗာန်ရောက်မှညင်းမနေနဲ့ညင်းနေအပေါ်ပဲဘယ်လိုဆုံးဖြတ်ချက်ချဒီဝေပရိသသမုပ္ပါဇဝိုင်းကိုကိုယ်ဟာကိုကြည့်လိုက်တာပေါ့တန်မိမိရထားတဲ့ခန္ဓာကနင်းနံပါတ်ဒီနင်းနံပါတ်ဆိုတဲ့ယခုရထားတဲ့ခန္ဓာကြီးတွေကသုံးပြတဲ့ဝိဇ္ဇာတနာဥပါဒံကာမဘဝတွေတကယ်သက်လာမလားကဲခိုက်မလာလို့ရှိရင်ဖြင့်ယောက်ျားကမလာရင်လည်းယောက်ျားကနိဗ္ဗာန်ရမိန်းမကမလာလို့ရှိရင်တကယ်ကျွပေါ်လာဇညင်းပြီးကာလတယောက်တယောက်စကားများနေကြမလို့ပါဘူးလို့သေးလားအဲ့တော့ဘိုးတဲ့ဒကာဓမ္မတို့နှစ်တည်းကသုံးမလာဘူးအရေးဟာကတဲ့ဘာတော့လို့မေးတဲ့အခါကျတော့ဘုရားသခင်ကိုရမကြီးကရမေသဘိက္ခွေရမေသဘိနိဗ္ဗာန်ဂ ामि မဲ့ကောဆိုတော့သမာဓိဖြီကွာဒါလေးဟောလိုက်နိဗ္ဗာန်ရောက်ကြောင်းကပါတဲ့နိဗ္ဗာန်ကရာဒေါသဘဝချုပ်တာနိဗ္ဗာန်ရှင်းလားနိဗ္ဗာန်ရောက်ကြောင်းကသမာဓိကဟောဒီဖြာကိုသွန်းနိုင်မှာဒီစက်ကလေးဖြတ်နိုင်မှာဘုံနဲ့နှစ်နဲ့အစက်ကလေးမြားလေးဖြတ်နိုင်မှာသဘောကျသုံးနဲ့နှစ်နဲ့သုံးနဲ့အစက်ကလေးကိုအဲ့ဒီနေရာဘာဝင်ရမှာပါလဲသမာဓိဆိုတဲ့မက္ကဝင်ရမှာရှင်းမလားအဲ့ဒီနေရာသမာဓိမက္ကဝင်တော့ဘုမတော်သုံးခုသေးမကူရင်လေးဖြစ်เสียရှိပါဘူးမရှိဘူးဆိုတာတခါကျသိသိကြမသိကြဘူးလားနောက်ကတရားဓမ္မတွေငါဒီဖြစ်ဒီဆက်ကလေးကိုဖြတ်နိုင်မဖြတ်နိုင်ဒါပဲအကဲခါအဆက်ပြနိုင်တဲ့ပုဂ္ဂိုလ်ဟာငါနိဗ္ဗာန်ရတယ်အဆက်မပြနိုင်သေးတဲ့ပုဂ္ဂိုလ်ဆယ်ဦးမှာပဲအောင်မရအဆက်မပြနိုင်တဲ့ပုဂ္ဂိုလ်သဘောပါအဲ့ဒါခင်ဗျားတို့ကတချို့မှာဘုန်းကြီးတွေတွေ့လို့ရှင်ဘုရားများကတော့နိဗ္ဗာန်သိကြနေပြီရမ်းချင်းမှုမသိလိုက်ရင်လည်းဝတ်ပြန်လို့ရှိရင်လည်းထို့တူပဲသူတို့ကတော့ဖြင့်နိဗ္ဗာန်သွားကြပြီရမ်းပြောပြန်တချို့သတိဟိုမှာအကြောင်းကံဘုရားနဲ့နေကြထိုင်ကြတဲ့ခါကျရင်ဒီဘုန်းကြီးဘွားကြီးတွေကတော့သတိရတာနဲ့နိဗ္ဗာန်တလန်းနေဘူးရမ်းများပြောနေပြောတော့တလုံးမှမအောင်ရိပ်မိလားဘိက္ခုကြီးတွေဝလို့သံသာဟုတ်ထမ်းလို့မနဲ့တိုင်သွားလို့သူတို့ဖြင့်နိဗ္ဗာန်သိကြပြီဘယ်နဲ့ဘာတွေပြောနေတာတုံးဆိုတဲ့ဥစ္စာခမည်းတော်အကဲခတ်ဖို့သိကောင်း
အဝတ်စားနဲ့ဘာမှမဆိုင်စွမ်းတော်ဌာနနဲ့လည်းမဆိုင်နေဘူးတရားဓမ္မတို့ရဲ့နော်ဝန်းထဲမှာသူသုံးခန္ဓာတွေကဟုတ်လားသုံးခန္ဓာနှစ်ခန္ဓာတွေကနှစ်ခန္ဓာဒုက္ခသစ္စာတွေကတရားဓမ္မတို့ဒီသုံးနံပါတ်တွေပေါ်နေလို့ရှိရင်ဘာသွားလို့ဘာလုပ်နေနေဘာမှမချင်းကုန်မချင်းမနဲ့ဘာမှမဖြစ်သေးဘူးသာမှရှင်းမလားဘာမှမဖြစ်သေးဘူးဗျကိုယ်တိုင်လည်းသိတယ်လေဘာမှမဖြစ်သေးဘူးသူများကြည့်လိုက်ကြလို့ရှိရင်ဘာမှမဖြစ်သေးဘူးဆိုတာကဲခတ်နိုင်တာပေါ့အခုတော့ခင်ဗျားတို့ကရမ်းပြီးဒီကလာသူတို့တော့သိချပြီတို့တော့ဝေးပါသေးအလကားပြောပြောကြဘူးအဲ့ဒီစကားတွေယခုကပရိစ္ဆေသမုပ္ပါဒေသနာတော်ခွန်ကြီးကရှင်းရှင်းလင်းလင်းတည်တောင်ပြီးဒီကလာပြလိုက်တဲ့ဖြင့်ဒီပြောတွေအကုန်ဖြုတ်ဒါတွေးတယ်တွေးလုံးတွေပြီးလုံးဟုတ်ပါရဲ့တွေးလုံးတွေပြောနေတာဘာမဟုတ်ဘူးရင်းနေဗလားဒါဖြင့်တခါကျွဲကိုဆုံးဖြတ်ချက်ချပါသုံးနဲ့လေးအဆက်ဖြတ်နိုင်မဖြတ်နိုင်နည်းနဲ့သုံးအဆက်ဖြတ်နိုင်မဖြတ်နိုင်တာကဲအဲ့ဒါပြန်ဖြတ်နိုင်ရင်ဒါမဲ့ပေါ်ပြီအောင်ပြီဖြတ်နိုင်ရင်မဲ့ပေါ်အဲ့ဒါပြန်မဲ့ပေါ်အောင်လုပ်ကြပါစို့တဲ့တရားဓမ္မတွေနော်မဲ့ပေါ်အောင်လုပ်မယ်ဆိုတော့သုံးခန္ဓာတွေကိုနှစ်ခန္ဓာတွေကိုတရားဓမ္မတို့ဝိပဿနာရှုရတယ်နှစ်တည်းပါတဲ့ခန္ဓာတွေကိုဘာသစ္စာတွေကိုအဲဒီဒုက္ခသစ္စာမြင်အောင်ကြည့်ဒုက္ခသစ္စာကိုဒါပြန်ဝေဒနာလေးဖြစ်ပြဘာသစ္စာသိတာကဘာပါလဲဒီနေရာမှာသူဖြတ်ပြဒီဟာဒီအညီလေးဖြတ်ပြမဂ္ဂသစ္စာဒီနေရာပေါ်ဘူးလားပေါ်တော့သုံးလာသေးရဲ့သုံးသမုဒိယမလားတော့လေးဒုက္ခငြိမ့်မလားဘူးလားဒါဖြင့်တရားဓမ္မတို့ဝေဒနာကဖြစ်ပြရှုတာကမဲ့ဆိုတာဒီမဲ့ဟာသံဃာဖြတ်တယ်ဆိုတာဒီဘုံနဲ့ဒီမကူးပါဘူးပြောဒီအစက်ကလေးပေါ့ဗျာမကူးပါဘူးလို့သူကတက်တယ်မခံဘူးဒါဖြင့်ခင်ဗျားတို့လုံနေတဲ့အလုပ်ဟာညလည်းလောက်ကြတယ်နေ့လည်းအာရခွင့်ရှိလောက်ကြသွားရင်လာရင်လည်းသတိထားပါလို့ပြောရှုလည်းရှုမိပါတယ်ဆိုတော့ငါကိုယ့်ကိုဆုံးမဲ့စေချလိုက်တော့ဟောငါဒီသုံးမကူဘူးငါနိဗ္ဗာန်ရမှာပုတ်နိဗ္ဗာန်လို့တော့နိဗ္ဗာန်ရောက်ကြောင်းမဲ့ကဒီချထားပြီဒီပြည့်ရှိတဲ့မဲ့ကဒီနေရာပေါ်ပါလားပေါ်ဘူးလားပေါ်တော့ဒကာဓမ္မတို့သုံးနဲ့ဆက်သေးရဲ့မဆက်တော့ဘယ်သူမှမဲမနေနဲ့ဘယ်သူမှမဲမနေနဲ့ဒီမဲ့လုံးလုံးနေတဲ့ပုဂ္ဂိုလ်ဖြင့်နိဗ္ဗာန်ရောက်ကြောင်းသူ့ကိုယ်ပိုင်ရှိနိဗ္ဗာန်ရောက်ကြောင်းသမာဓိရှိသမာကမင်္ဂနာဒိဋ္ဌိကမြင်တာဆိုတော့မင်္ဂန်ဒုက္ခသစ္စာသူမြင်တယ်ဒါဒုက္ခသစ္စာတွေဆိုတာမသိဘူးလားအဲ့ဒါသမာဓိကဘယ်ကနေမြင်လဲဆိုတော့မြားဖြတ်ပြီးဒီကရာမြင်တယ်သဘောကျမြားဖြတ်ပြီးဒီကရာမြင်လိုက်တော့ကိုမေခောဆိုတာဘာလို့ကိလေသာချိန်တယ်တော့ဆိုတော့သုံးမဆက်ဘူးပဲမဆက်အောင်ဖြတ်နိုင်တာမဲ့ပဲသုံးမဆက်အောင်ဖြတ်နိုင်တာတကယ်ကျွဲသိဖို့တန်တယ်နော်သူများပြောလားခမည်းတော်ကိုတွေ့အဲ့ဒါခမည်းတော်ကိုယ်ထဲမှာဒီလိုရှိလို့ဒါခမည်းတော်ကိုယ်ထဲမဲ့ပေါ်တာလေဒီနေရာမှာပေါ်တယ်သိဒါခမည်းတော်ကိုလို့သိရှင်းမလားမျက်နှာမှာတကူရောခမည်းတော်ခန္ဓာကိုယ်လို့သိပါအာထုဒ္ဓာဒီကားလို့ဆိုရင်ခမည်းတော်ကိုယ်ထဲမှာခမည်းတော်ဉာဏ်နဲ့ခမည်းတော်နောက်ခန္ဓာဖြတ်နေတယ်နောက်ခန္ဓာဖြစ်ကြောင်းနောက်ခန္ဓာဖြစ်ကြောင်းဖြတ်လိုက်တယ်နောက်ခန္ဓာဖြစ်ကျိုးလာသေးရဲ့အဲ့တော့တကယ်ကျတပည့်တော်ဒီဘဝနိဗ္ဗာန်ဘယ်နဲ့နေတော့ဗျာဟာတကယ်ကျဘယ်နဲ့နေတယ်ဆိုတော့ဥစ္စာကဘုန်းကြီးများကအတွေးပဲဟုတ်လားအရှိကခမည်းတော်ရှိမယ်အဲ့တော့ခမည်းဆုံးခဲ့ချာကျုပ်ကပရိစ္ဆေသမုပ္ပါဝိုင်းကြီးတော့လဲအောင်ပြောပေးမယ်ရှင်းမလားဘုန်းကြီးကဘာပြောပေးမှာပရိစ္ဆေသမုပ္ပါဝိုင်းကြီးထဲမှာချက်ပုံတွေဖြတ်ပုံတွေဒါပြပေးမှာပဲပြပေးလိုက်တဲ့အခါကျတော့ဒကာကျော်ကနေပြီး
နှစ်တည်းကအရေကိုဖြစ်ဖြစ်ရှုနိုင်လို့ရှင်းဖြင့်သုံးနဲ့မဆက်မိတော့ဆက်မိသေးမဆက်မိရင်တခါကျွဲတခါကျွဲအိတ်သာနေတော့စိတ်ချတော့ခင်ဗျာဆက်မှမဆက်ဖဲပဲခင်ဗျာသမုဒိယသစ္စာချုပ်ပြီဒုက္ခသစ္စာဆိုတာမလာတော့ဘူးဒုက္ခငြိမ်းနိဗ္ဗာန်ပဲသမုဒိယသိမ့်နိဗ္ဗာန်ပဲဒါသူများပြောမှလားတခါသေးရကိုယ့်ဟာကိုယ်သိတာရှင်းမလားဒါပေမဲ့ယနေ့နေကောင်းလာနေမကောင်းဘူးလားဆိုတာလဲခင်ဗျားတို့ဒါအဖြတ်တာကိုပြတ်မပြတ်ကြည့်မှန်ပါဗျာဒီနေ့ရေးရကြလားပြတ်သလားလားရွှေမနေနဲ့သဘောကျရေးရကြပြတ်သလားမရွေးလိုက်ပါနဲ့ဒီနေ့ကိလေသာပြတ်တဲ့နေ့ရေးရကြတာမှရှင်းမလားကိလေသာဆိုရင်ပြတ်သလားတော့မှတ်ပြီတော့ရင်းပြီကလားကိလေသာဆိုရင်ပြတ်သလားပေါ့ဗျာဒီဘက်ဒုက္ခတွေ့တော့မသေးချာနေပြီမသေးချာသေးဘူးလားအဲ့ဒါဖြင့်ရဲရစာဖြစ်အောင်လုပ်ရလိမ့်မယ်ဒါနိဗ္ဗာန်ဂามိနိမဲ့ကောပေါ်သွားတော့ရှင်းပြီနော်ကဲဒီနေ့နိုင်ရှိပြီတော့ကြတယ်